ကျေးဇူးတော်နဲ့တမန်တရားအသင်းတော်ရဲ့ဒီနောက်ဆရာကြီးဖြစ်တဲ့ Reverend Dr. ယုံမုတ်ချူရဲ့ဒေသနာကိုကျွန်တော်တို့နားထောင်ကြည့်ကြရအောင်သူရွေးထားတဲ့ကျမ်းပိတ်ကတော့စာလနံပါတ်39နံပါတ်9နဲ့10ဖြစ်ပါတယ်ထာဝရဘုရား၏တရားတော်သည်စုံလင်သည်ဖြစ်၍စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏ထာဝရဘုရား၏တသက်ခံတော်မူချက်သည်ဟုတ်မှန်သည်ဖြစ်၍မလင်မာသောသူတို့ကိုလင်မာစေတတ်၏ထာဝရဘုရား၏နိဥပဒေတို့သည်ဖြောင့်မတ်သည်ဖြစ်၍စိတ်နှလုံးကိုရှင်လန်းစေတတ်၏ထာဝရဘုရား၏ပညတ်တော်သည်ရှင်ကျေသည်ဖြစ်၍စိတ်မျက်စိကိုရှင်လင်းစေတတ်၏ကာလာတိဝါရစာဆောင်အခန်းကြီး9အငယ်24ကနေအခန်းကြီး6အငယ်3အထိဖတ်သွားမှာဖြစ်ပါတယ်ခရစ်တော်နှင့်ဆက်ဆိုင်သောသူတို့သည်ဇာတိပဂရိကို၎င်းဇာတိပဂရိစိတ်များဖြင့်အလူဆန္ဒများကို၎င်းလောဝကားတိုင်းမှရိုက်ထားကြပြီတောက်ဖြစ်၍ငါတို့သည်ဝိညာဉ်ပဂရိကြောင့်အသက်ရှင်လျက်ဝိညာဉ်ပဂရိအတိုင်းကျင့်ကြကုန်အားအချီးနှီးသောကြောစောကိတ္တိကိုတက်မချင်းအချင်းချင်း၆ချေနှောက်ချက်ချင်းအချင်းချင်းညှိဆူးချင်းတို့ကိုရှောင်၍နေကြကုန်အားမြေအကိုရောလူသည်တရိလိ၍တဆုံတစ်ခုသောဒုစိတ်ကိုပြုမိလျင်ဝိညာဉ်စုကျေးဇူးကိုခံရသောတင်တို့သည်အပြစ်သွေးဆောင်ခြင်းနှင့်ကိုယ်တိုင်လွတ်မိအကြောင်းကိုယ်ကိုတရိပြုလျက်တင်ငွေနှုတ်ညံ့သောတဘောနှင့်ထူတောက်သောသူကိုမဆ၍သူဤနေရ၌တီမဲတီစေပြန်ကြလောထမ်းရွက်စရာဝန်ချင်းတို့ကိုအချင်းချင်းကူညီ၍ထမ်းဆောင်သောအဖြစ်ခရစ်တော်၏တရားကိုကျင့်ကြလောအချင်းသူသည်ဘာမျှမဟုတ်ပေလျက်ဤမြလုံငါဖြစ်သည်ဟုစိတ်ထင်လျင်သူသည်ကိုလှည့်ဖျားတော်သူဖြစ်၏ဖခင်ရှင်ကောင်းခြင်းမင်္ဂလာချပေးပါစေတန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြခြင်းဟာယနေ့ဝတ်ပြုကိုးကွယ်တဲ့သူရောက်ရှိတဲ့အပေါ်တည်ရောက်မယ်ဆိုတာကျွန်တော်အကျွမ်းနဲ့ယုံကြည်ပါတယ်ယနေ့တော့ကာလတိဝါရစာဆောင်အခန်းကြီး9အငယ်24ကနေအခန်းကြီး6အငယ်3အထိလေ့လာကြည့်ရမှာဖြစ်ပါတယ်အခုနဖက်ပြီးသွားတယ်လို့အခန်းငယ်24မှာကျွန်တော်တို့တွေ့ရတာကတော့ယေရှုခရစ်တော်ကိုပိုင်ဆိုင်ချက်တော်သူတို့သည်တဲ့နော်သူတို့ရဲ့ဗီဇအတ္တစိတ်တွေဗီဇအတိုင်းလူချင်းစန္ဒတွေကိုအကုန်လုံးလက်ဝါးကားတိုင်းမှာခရစ်တော်နဲ့အတူကကြပ်ပြီးဟိုပြောထားပါတယ်ဒီနေရာမှာခရိယန်ဆိုတဲ့စကားလုံးဟာပိုင်ဆိုင်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်ယေရှုခရစ်တော်ရဲ့ပိုင်ဆိုင်ထားတဲ့သူတွေဟိုအဓိပ္ပာယ်ရရှိပါတယ်ဒါကြောင့်ယေရှုခရစ်တော်ပိုင်ဆိုင်ထားတဲ့ဆိုတဲ့စကားလုံးဟာအင်မတန်မှလှပပြီးမွန်မြတ်တဲ့စကားလုံးဖြစ်ပါတယ်လူတယောက်ကနေတခုခုပိုင်ဆိုင်ခြင်းတဲ့တခုခုလှုပ်ခြင်းတဲ့တခုခုဖြစ်လာခြင်းတဲ့ဆိုတဲ့အရာတွေဟာမှားယွင်းတဲ့အရာတော့မဟုတ်ပါဘူးဒီလှုပ်ခြင်းတဲ့စန္ဒတွေအားလုံးဟာကျွန်တော်တို့တူးတက်မှုရဲ့နဲ့ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးမှုအတွက်ကိုငီထုတ်ပန့်တဲ့အရာလေးဖြစ်နိုင်ပါတယ်တော့ကျွန်တော်တို့လူချင်းတဲ့အရာတွေဖြစ်လာခြင်းတဲ့စန္ဒတွေဟာအရန်ကိုပြင်းထန်လာတဲ့အခါကျတော့ကျွန်တော်တို့ကိုအပြစ်စီစေတယ်အပြစ်စိတ်ဓာတ်တွေပုတ်စေတယ်ကျွန်တော်တို့မျက်စိနဲ့ကြည့်တဲ့အခါမှာလေမကောင်းတဲ့အရာတွေကြီးကိုပဲတွေးလာနိုင်ပြီးတော့မှကိုလည်းဝါကြွားလာနိုင်ပါတယ်ဒါကြောင့်ချစ်တော်ယုံကြည်သူများဒီလောကီရေးရာတွေကိုပဲကျွန်တော်တို့ကအမေရန်စဉ်းစားပြီးတော့မှအတ္တစိတ်ကြီးလာတယ်ဆိုရင်မိမိဟာခရစ်တော်နဲ့နော်မိမိရဲ့ဗီဇစိတ်တွေအားလုံးဟာလက်ဝါးကားတိုင်းမှာအတေခံခဲ့ပြီးကချင်းခံရပြီဆိုတာကိုတရိယာအောင်မေဖို့ရန်ကျွန်တော်တိုက်တွန်းလိုပါတယ်အခန်းငယ်25မှာဆိုရင်တော့ငါတို့သည်တန်ရှင်တော်ဝိညာဉ်တော်အဖြစ်အသက်ရှင်သည်ဖြစ်၍တန်ရှင်တော်ဝိညာဉ်တော်၌ရှောက်လန်းခြင်းကိုဆက်လက်ပြီးတော့ထိန်းသိမ်းကြကုန်အောင်ဆိုပြီးတော့မှရေးသားထားပါတယ်ခရိယန်တပါးဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့၃မျိုးနဲ့ရှင်းပြလို့ရပါတယ်ပရမကတော့ခရိယန်တယောက်ဟာဆိုရင်တော့အသင်းတော်ကိုတက်ပြီးတော့မှအသင်းတော်မှာရှိတဲ့လုပ်ငန်းအစအရာမှာပါဝင်တဲ့သူဖြစ်ရမယ်ဒုတိယချက်ကတော့ယုံကြည်သူခရိယန်တယောက်တစ်ပါးဟာဆိုရင်တော့ခရိယန်တွေရဲ့ခံယူချက်ကိုတင်ယူထားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နံပါတ်3အနေနဲ့ဆိုရင်တော့ခရိယန်တစ်ပါးဟာဆိုရင်တော့ယေရှုခရစ်တော်ကိုယုံကြည်တဲ့ပုဂ္ဂိုလ်ဖြစ်ရမှာဖြစ်ပါတယ်
ဒါပေမဲ့ဒီလိုရှင်းပြတာနဲ့မပြီးသေးပါဘူးဆက်ပြီးတော့ရှင်းပြဖို့လိုပါသေးတယ်ခရိယန်တယောက်ဟာဆိုရင်တော့တန်ရှင်းသောဝိညာဉ်တော်အားဖြင့်အသက်ရှင်တဲ့သူဖြစ်ပြီးတော့မှတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ရှောက်လန်းခြင်းကိုထိမ့်သိမ်းထားတဲ့သူဖြစ်ရပါမယ်တန်ရှင်တော်ဝိညာဉ်တော်အပြင်အသက်ရှင်ခြင်းဆိုတာကတန်ရှင်တော်ဝိညာဉ်တော်အပြင်ဒုတိယမွေးဖွားခြင်းကိုခံယူပြီးတော့မှအတ္တတော်အတ္တတာ၌အသက်ရှင်ရတော်သူဖြစ်ရပါမယ်အမှန်ပြောရမယ်ဆိုရင်တော့ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေနဲ့မယုံကြည်တဲ့သူတွေအကြားမှာအကြီးမားဆုံးသောကိုယ်ချမ်းမှုဟာပါလေဆိုရင်တော့တန်ရှင်တော်ဝိညာဉ်တော်ဝိညာဉ်ပိုင်းဆိုင်ရာအခြေအနေပဲဖြစ်ပါတယ်အတ္တတော်အတ္တတာအပြင်အသက်ရှင်လားမသက်ရှင်ဘူးလားဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဧပေဒဝါရစာဆောင်အခန်းကြီး2မှာအငယ်1အငယ်4နဲ့5အကြားကိုကျွန်တော်တို့ကကြည့်မယ်ဆိုရင်တော့တင်တော့အတွက်ဆိုရင်တော့တင်တော့ဟာဒီပစ်မှားမှုနဲ့အဖြစ်တွေမှာအတေခံခဲ့ကြပြီ။တောက်တော့သူ့ရဲ့ကြီးမားလှတဲ့ချစ်ချင်းမေတ္တာကြောင့်သူဒီကယုနာ၌ကြွယ်ဝချမ်းသာသည်ဖြစ်၍တင်တော့ကျွန်တော်တို့ဟာခရစ်တော်ထဲ၌အသက်ရှင်စေတော်မူ၏ဒါကြောင့်ငါတို့သည်အပိထဲ၌အတေခံလျက်ရှိကြ၏ဆိုပြီးတော့မှဖော်ပြထားပါတယ်နှစ်ကောအခန်းကြီးကအငယ်7ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်လေထို့ကြောင့်တဲ့နော်တဆုံတယောက်တော်သူဟာလူမီဒီကခရစ်တော်ရဲ့အထဲ၌ရှိလျင်အတိပြုပင်ဖန်ရှင်တော်မူသောတရဝများဖြစ်ကြ၏ဟောင်းသောအရာများသည်ပပြော့၍အတိတ်သောအရာများစတင်ကြ၏ဆိုတော့မှနှစ်ကောအခန်းကြီးကအငယ်7မှာတွေ့ရပါတယ်မယုံကြည်သောသူများရဲ့ဝိညာဉ်အနေအထားဟာဘယ်လိုရှိတာလဲဆိုရင်တော့ပစ်မှားမှုနဲ့အဖြစ်ကြားတဲ့မှာသူတို့ရဲ့ဝိညာဉ်ဟာတည်နေတာဖြစ်ပါတယ်သူတို့ဝိညာဉ်တည်သွားတယ်ဆိုတာကသူတို့ရဲ့ဝိညာဉ်ဟာမရှိဘူးလို့ပြောချင်တာလည်းမဟုတ်ပါဘူးတောက်တော့ဖယားသခင်နဲ့အဆက်အသွယ်လုံးဝကိုကင်းမဲ့သွားတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်တောက်တော့ခရိယန်တွေရဲ့ဝိညာဉ်ကြတော့ယေရှုခရစ်တော်ရဲ့အသွေးတော်ကြောင့်ဖယားသခင်ကသူတို့ရဲ့အဖြစ်တွေကိုအကုန်လုံးခွင့်လွှတ်ထားပြီးတော့မှတန်ရှင်တော်ဝိညာဉ်တော်အပြင်ဒုတိယမွေးဖွားခြင်းကိုခံယူစေပြီးတော့မှအတ္တတော်အတ္တတာကိုပိုင်ဆိုင်စေပြီးသူတို့ရဲ့နှလုံးသားထဲမှာတန်ရှင်တော်ဝိညာဉ်တော်ခရစ်တော်ရဲ့ဝိညာဉ်တော်ဟာကျင့်ဝတ်လာတာကိုဆိုလိုတာဖြစ်ပါတယ်ယောမအခန်းကြီး10မှာအငယ်9မှာကြည့်မယ်ဆိုရင်တော့တောက်တော်တင်တော့ဒီအသွေးအသားရဲ့အနေအထားမှာရှိသည်မဟုတ်ပါဝိညာဉ်တော်ရဲ့နိုင်ငံတော်ထိတွင်နေတော်သူမြတ်ဖြစ်ကြ၏ဖယားသခင်ရဲ့ဝိညာဉ်တော်သည်တင်တော့အထက်၌ရှိလေတဲ့နော်ခရစ်တော်ရဲ့ဝိညာဉ်တော်မပိုင်ဆိုင်တော်သူတို့သည်ခရစ်တော်ရဲ့ပိုင်ဆိုင်တော်သူမြတ်မဟုတ်ပါဟုတ်ရေးသားထားပါတယ်ယောမအခန်းကြီးအငယ်14ကနေ16အထိကြည့်မယ်ဆိုရင်လေအကြောင်းမူကားဖယားသခင်ရဲ့ဝိညာဉ်တော်အဖြစ်လမ်းပြတော်သူတို့သည်ဖယားသခင်ရဲ့ကလေးမြတ်ဖြစ်ကြ၏တင်တော့ရရှိတဲ့တန်ရှင်တော်ဝိညာဉ်တော်သည်တင်တော့ကိုကျွံပြုသည်မဟုတ်ပါထို့ကြောင့်တင်တော့သည်ကြောက်ရွံ့ခြင်းအဖြစ်အသက်ရှင်ဖို့ရန်မဟုတ်ပါဖယားသခင်ရဲ့ဝိညာဉ်တော်ဒီတင်တော့ကိုတားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ထိုဝိညာဉ်တော်သည်ကိုတက်တေခံလျက်ကျွန်တော်တို့ဒီဖယားသခင်ရဲ့သားများဖြစ်ကြ၏ထိုဝိညာဉ်တော်အားဖြင့်ငါတို့သည်အာဘဖာသာအဖာဟုအော်လျက်ရှိ၏ဟုပြောထားပါတယ်ယေရှုခရစ်တော်ကိုပိုင်ဆိုင်တဲ့သူဟုခေါ်ပြီးထိုသူတွေဟာခရစ်ယာန်တွေဖြစ်ပါတယ်ထိုခရစ်ယာန်တွေဟာဆိုရင်တော့တန်ရှင်တော်ဝိညာဉ်တော်ရဲ့အားဖြင့်အသက်ရှင်ကြတယ်တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်အသက်ရှင်ကြတယ်တော်ဟာဆိုရင်တော့အတ္တတော်အတ္တတာဒုတိယမွေးဖွားရတဲ့အတ္တတာတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်အသက်ရှင်နေထိုင်ကြတဲ့သူတွေဖြစ်ကြပါတယ်ဒီကျမ်းပိတ်မှာကျွန်တော်တို့ဖတ်တဲ့ဥစ္စာမှာတွေ့ရတာကတော့ယေရှုခရစ်တော်ပိုင်ဆိုင်တော်သူတို့သည်တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ရှောက်လန်းခြင်းကိုထိမ့်သိမ်းလျက်ရှိ၏ဟုပြောထားပါတယ်တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ရှောက်လန်းခြင်းထိမ့်သိမ်းထားတယ်ဆိုတာကဘာကိုဆိုလိုပါသလဲနံပါတ်1ချက်အနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ခရစ်တော်ရဲ့ချစ်ချင်းမေတ္တာကကျွန်တော်တို့ကိုနှူးဆော်ပြီးတော့မှခတ်သိမ်းသောအရာတွေကိုခရစ်တော်အတွက်လှုပ်ဆောင်ခြင်းကိုဆိုလိုပါတယ်မိကောအခန်းကြီးကအငယ်73နဲ့15ကြားကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့အကြောင်းမူကားခရစ်တော်ရဲ့မေတ္တာသည်ငါတို့ကိုလှုပ်ဆောင်ဖို့ရန်တိုက်တွန်းလျက်ရှိ၏အကြောင်းမှာငါတို့ဟာလူသားအားလုံးအတွက်လူတယောက်ဟာအသေးခံတော်မူ၏
ဒါကြောင့်အားလုံးဟာအသေးခံရသည်ဟုပြောထားပါတယ်ခရစ်တော်ဒီငါတို့အတွက်အသေးခံသည်ဖြစ်၍ငါတို့ဒီသူ့အတွက်ကြောင့်အသက်ရှင်တဲ့အတိုင်းငါတို့ဒီငါတို့အတွက်အသက်ရှင်ရမှာမဟုတ်ဘဲနဲ့ငါတို့အတွက်အသေးခံတော်မူသောကိုယ်တော်အတွက်အသက်ရှင်ရမှာဖြစ်တယ်ဟုပြောထားပါတယ်ဧပေတဝါရစာဆောင်အခန်းကြီး3အငယ်7ကနေ19အကြားကျွန်တော်တို့ကကြည့်မယ်ဆိုရင်လေယေရှုခရစ်တော်ဟာတင်တော်ရဲ့နှလုံးသားထဲမှာယုံကြည်ခြင်းအပြင်အသက်ရှင်စေပါငါတင်တော်အတွက်ဆုတောင်းပေးနေပါတယ်ချစ်ချင်းမေတ္တာမှာတင်တော်ဟာအမြင့်တွေ၍တည်ဆောက်လျက်ရှိကြပါထို့သောပြုလုပ်ခြင်းအပြင်တင်တော်သည်တန်ရှင်တော်သူမြတ်ဖြစ်ပြီးကြီးမားတဲ့အရာကိုစောက်ကင်လျက်ကြာစီ၍မြင့်မားပြီးနက်နေတဲ့ခရစ်တော်ရဲ့မေတ္တာကိုတင်တော်သိရှိကြပါဟုပြောထားပါတယ်ဒုတိယအချက်နဲ့တန်ရှင်တော်ဝိညာဉ်တော်၌ရှောက်လန်းခြင်းကိုထိမ့်သိမ်းထားပါဆိုတဲ့စကားလုံးရဲ့ဆိုလိုခြင်းကတော့ဖယားသခင်ရဲ့ဘုန်းတော်အတွက်ခတ်သိမ်းသောအရာကိုလှုပ်ဆောင်ပြီးဖယားသခင်ကိုကိုရော့ကိုပျော်ရွှင်စေခြင်းကိုဆိုလိုပါတယ်တိကောအခန်းကြီး30အငယ်31မှာပါတွေ့ရတယ်လေဆိုရင်တော့တင်တော်တောက်တဲ့အရာမှာစားတဲ့နေရာမှာတင်တော်လှုပ်ဆောင်မှုသမျှမှာကိုရောရှင်ရဲ့ဘုန်းတော်အတွက်အားလုံးလှုပ်ဆောင်ပါဟုပြောထားပါတယ်နိကောအခန်းကြီးကျွန်တော်တို့ငါအငယ်ကိုကြည့်ရမယ်ဆိုရင်လေတင်တော်ဒီဖယားတခင်ငါတို့ဒီတဲ့နော်ကိုရော့ကိုပျော်ရွှင်စေသောအမှုကိုပန်းတန်ထား၍ငါတို့အိမ်မှာပဲခန္ဓာကိုယ်မှာပဲစီသည်ဖြစ်စေဒီကနေအဝေးတနေရာရောက်သည်ဖြစ်စေကိုရော့ကိုပျော်ရွှင်စေကြကုန်အံ့ဆိုတော့မှပြောထားပါတယ်ထိုကဲ့သို့လောက်ဆောင်မှုနဲ့ရည်ရွယ်ချက်ထားခြင်းတွေကိုတန်ရှင်သောဝိညာဉ်တော်ရဲ့ရှောက်လန်းမှုမှာရှောက်လန်းမှုကိုထိမ့်သိမ်းခြင်းလို့ပြောဆိုခြင်းတာဖြစ်ပါတယ်ဒါတရားအချက်နဲ့တန်ရှင်သောဝိညာဉ်တော်နဲ့ရှောက်လန်းခြင်းထိမ့်သိမ်းခြင်းဆိုတာကဘာကိုဆိုလိုတာလဲဆိုရင်တော့ဖယားသခင်ရဲ့နောက်ကပတ်တော်နဲ့အညီခတ်သိမ်းသောအရာအတွက်လောက်ဆောင်ဖို့ရန်ပြင်းပြတဲ့စံတထားခြင်းကိုဆိုလိုပါတယ်ထိုကဲ့သို့သောပုဂ္ဂိုလ်အစဉ်တော့ခတ်သိမ်းသောအရာတွေကိုဖယားသခင်ရဲ့နောက်ကပတ်တော်အပြင်သုံးသပ်ကြတယ်တရားစီရင်ကြတယ်ရွေးချယ်ကြပြီးတော့မှလှုပ်ဆောင်ကြပါတယ်ဖယားသခင်ရဲ့နောက်ကပတ်တော်ကိုအရာရာတိုင်းတွင်အမြဲတမ်းဦးစားပေးပြီးတော့မှအသက်ရှင်ကြပါတယ်ဖယားသခင်ရဲ့နောက်ကပတ်တော်အတိုင်းခတ်သိမ်းသောအရာတွေကိုကျွန်တော်တို့သုံးသပ်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့ကိုတူးတင်ပြီးနားလေစေခြင်းကိုပေးပါတယ်တိကောအခန်းကြီး2အငယ်7ကနေ14အကျဖတ်မယ်ဆိုရင်တော့ငါတို့ဒီလောကရဲ့ဝိညာဉ်ကိုရရှိခံစားသည်မဟုတ်ငါတို့ဒီဖယားသခင်ထာမလာသောဝိညာဉ်ကိုခံစားကြ၏ထို့ကြောင့်ကျွန်တော်ငါတို့ဒီဖယားသခင်ကလွတ်အခမဲ့ပေးသနာတော်မူတဲ့အရာကိုနားလေရမှာဖြစ်တယ်ဟုပြောထားပါတယ်ဒီအစပြောတာကတော့ငါတို့ဒီလူရဲ့ဉာဏ်ပညာကိုပြောဒီမဟုတ်ငါတို့ဒီလူရဲ့ဉာဏ်ပညာကိုတွင်တင်ဒီလေမဟုတ်ပါငါတို့ဒီတန်ရှင်တော်ဝိညာဉ်တော်ရဲ့အားဖြင့်တွင်တင်လျက်ရှိ၏ဟုဆက်ပြီးတော့မှပြောပါတယ်စရုထအချက်နဲ့တန်ရှင်တော်ဝိညာဉ်တော်၌ရှောက်လန်းခြင်းကိုထိမ့်သိမ်းထားတယ်ဆိုတာကတော့ဖယားသခင်ကိုချီးမွမ်းခြင်းနဲ့ယေရှုခရစ်တော်ရဲ့နာမတော်အားဖြင့်ခမည်းတော်ဖယားကိုအမြဲတမ်းကျေးဇူးတင်စကားပြောခြင်းကိုဆိုလိုပါတယ်ဧပေတဝါရစာဆောင်အခန်းကြီး9အငယ်7ကနေ20အကြားကိုကြည့်မယ်ဆိုရင်တော့အယက်မမူးကြပါနဲ့တဲ့နော်ထိုအရာဟာပြဿနာများ၌သာဥဆောင်လာပါတယ်တန်ရှင်တော်ဝိညာဉ်တော်အပြင်ပြည့်စုံကြလို့တဲ့အချင်းချင်းကိုစာလံတခြင်းများဓမ္မတခြင်းများနဲ့ဝိညာဉ်ရဲ့တခြင်းများအပြင်ခွန်အားပေးနှစ်သိမ့်ကြပါကိုရောထံ၌နှလုံးသားအပြင်တခြင်းဆိုပြီးတေးတန်စင်များကိုပြုလုပ်ကြပါအသင်တော်အရာအတွက်ခမည်းတော်ဖယားကိုအမြဲတမ်းကျေးဇူးတင်စကားပြောကြပါဒါကိုပြုလုပ်တဲ့အခါမှာသခင်ခရစ်တော်ရဲ့နာမတော်မြတ်အဖြစ်ပြုလုပ်ကြပါဟိုကျွန်တော်တို့ကိုတိုက်တွန်းထားပါတယ်အခန်းငယ်26မှာအချီးနှီးသောကြောက်စော့ကိတ်တိကိုတမချင်းအချင်းချင်း၆ချင်းနောက်ဆက်ချင်းအချင်းချင်းညီစုချင်းတို့ကိုရှောင်၍နေကြကုန်အံ့ဒီနေရာမှာအချင်းချင်းနှီးသောကြောစောကတိ
ကိုတက်မချင်းဆိုတာကဘာကိုဆူလူတာပါတယ်ကြည့်ကြရအောင်ဒါကဘာကိုဆူလူတာလဲဆိုရင်တော့ကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရန်ရည်ရွယ်ပြီးတော့မှတန်ဆင်မှုကင်းမဲ့ခြင်းကိုဆူလူတာဖြစ်ပါတယ်ကျမ်းစာထဲကတချို့ဥပမာတွေကိုကြည့်ကြရအောင်ပထမမှာဆိုရင်တော့ Lucifer ဖြစ်ပါတယ်သူဟာဆိုရင်တော့အင်မရန်မှကြီးမားခြင်းတယ်ဒါပေမဲ့တန်ရှင်းမှုမရှိဘူးဒါကြောင့်သူဟာဆိုရင်တော့ the devil ဖြစ်လာပါတယ်သူဟာဆိုရင်တော့ပျက်စီးလာခဲ့ပါတယ် Lucifer ရဲ့မူလအနေအထားဟာကျွန်တော်တို့ဟေရှာယအနာဂရိကျမ်းအခန်းကြီး14နဲ့အေဂျဂျေလအခန်းကြီး28တို့မှာတွေ့ရပါတယ်ဘယ်လိုပြောပြထားပါသလဲ။အိုးနာနစ်တာမိုးတောက်ချေတင်းဒီကောင်းကင်ကချီရလေပြီတကားအပီပီတော့ကိုနှိမ့်ဆက်တော်တင်းဒီမေရိုင်အောက်ခောက်လေးချင်းကိုခံရလေပြီတကားတင်ကားလေကောင်းကင်ပေါ်တော့ငါတမီဖယားတကင်းနေခြေတော့အပေါ်မှာငါအပလင်ကိုငါချီးမြှောက်မီမြောက်မြတ်နှစ်ဖက်ဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်မီမိုးတိမ်တိမ်ပေါ်တော့ငါတမင်အမင်းဆုံးသောဖျားကဲ့သို့ငါနေမီဟုစိတ်အကြံရှိလေပြီတောက်တော်လေတင်ဒီမရဏနိုင်ငံတင်းကျန်တွင်ထဲသို့နှိမ့်ချခြင်းကိုခံရလေပြီဟုဖော်ပြထားပါတယ်ဘင်းအဂျဂျေလာအခန်းကြီး28အငယ်7ကနေကျွန်တော်တို့စိတ်ခွန်တိမှာလူစီဖာရဲ့အကြောင်းတွေကိုဖော်ပြထားတာဖြစ်တာကြောင့်ဒါကိုပြန်ပြီးတော့ကြည့်ကြရအောင်အချင်းလူသားတူရုရှင်ဘရင်အတွက်မိရန်သောစကားကိုမွေ၍အရှင်ထာဝရဘုရားရဲ့အမိန့်တော်ကိုဆင့်ဆိုရမည်မှာတင်းဒီထူးဆန်းသောတစိတ်ဖြစ်သည်ပညာနှင့်ပြည့်စုံ၍တင့်တယ်ခြင်းအတရေလေးစုံလျက်ရှိ၏အေဒီန်အရင်ဘုရားသခင်၏ဥယျာဉ်တော်၌နေပြီးတင်းဒီကောင်းပေါ်မှာကြောက်နီဥဒဖယားစိန်မြဲ၍ကြောင်းနဂတွဲနီလာမြပရမအစစီသောကြောက်မြတ်အမျိုးမျိုးတို့ကိုဆောင်လေ၏ဆွေဖြစ်လို့သောပတ္တာပလွေတို့သည်လေတင်းပွားတွင်တင်းပွားသောနေ့၌ပင်တင်းအဖို့ပြင်ဆင်လျက်ရှိကြ၏တင်းဒီဖြန့်၍လွှမ်းမိုးသောခေရုမိဖြစ်ချေရိုဘင်ဖြစ်လျက်ငါအခွင့်နဲ့ဖျားသခင်၏တန်ရှင်တော်တောင်ပေါ်မှာနေရာကျဲ၍မိတောက်သောကြောက်တော်တွင်တွာလာရ၏ဖွာသောနေ့မှစ၍တင်းဒီတင်းအပြစ်ထင်စရာသောနေ့တိုင်အောင်ပြုလေရာရာ၌စုံလင်လျက်ရှိ၏တောက်ရာတွင်ဂုံတွေချင်းများပြားသောအားဖြင့်အာဒမအမှုတို့နှင့်ပြီးဆုံ၍ပြစ်မှားသောအပိယုတ်လေပြီဟိုကျွန်တော်တို့တွေ့ရပါတယ်ဒီချမ်ပိတ်တွေမှာကျွန်တော်တို့ကဒီ the David လို့ခေါ်တဲ့စာတန်မာနဟာရဲ့အပိထဲမကြက်စင်းခင်ကအခြေအနေတမိုင်းအကြောင်းအရာတွေကိုကျွန်တော်တို့ကတွေ့ရပါတယ်ဒါဝိမင်းကြီးဟာယေရှုခရစ်တော်ကိုပုံဆောင်ထားတဲ့ဘုရင်ကြီးဖြစ်တယ်လို့ဒီနေရာမှာဘေဘလွန်မင်းနဲ့တိုင်ရီရဲ့မင်းတွေဟာနတ်ဆိုးကိုပုံဆောင်ထားတဲ့သူတွေဖြစ်ပါတယ်စာတန်မာနကိုပုံဆောင်ထားပါတယ်ဘေဘလွန်ဘုရင်နဲ့တိုင်ရီဘုရင်တွေဟာသူတို့ပျက်စီးတဲ့အပိုင်းမှာနတ်ဆိုးလို့ခေါ်ရမလားစာတန်နဲ့နိုင်စင်တင့်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်နိုင်စင်ဆရာကောင်းတဲ့ပုံသက်သေကောင်းတဲ့သူတွေဖြစ်ပါတယ်သူဟာဆိုရင်တော့အရင်တုန်းမှာဆိုရင်တော့ Archangel လို့ခေါ်တဲ့ကောင်းကင်တမန်အကြီးအကဲတကူးစီတဲ့သူဖြစ်ပြီးတော့မှသူ့နာမည်ဟာ Lucifer ဖြစ်လာပါတယ် Lucifer ဘဝကနေသူဟာပျောက်ကျလိုက်တဲ့အခါမှာသူဟာစာတန်မာနကြီးဖြစ်လာပါတယ် Lucifer ဟာပျောက်ကျတဲ့အခါမှာသူ့နောက်ကိုလိုက်တဲ့ကောင်းကင်တမန်များအားလုံးဟာလည်းပဲပျောက်ကျသွားပါတယ်ဒါကြောင့်စာတန်နဲ့သူ့ရဲ့ကောင်းကင်တမန်တွေဟာလေပေါ်မှာသူတို့ဟာပျောက်ကျခြင်းခံရပြီးဖယားသခင်ရဲ့ပလင်ဖြူတော်ဖယားသခင်ရဲ့ပလင်တော်ကနေအဝေးတနေရာမှာပြစ်ချက်ခြင်းကိုခံကြရပါတယ်ဒါကြောင့်သူတို့ဟာအမောင်တစ်ခုတည်းမှာအမောင်အောက်မှာချီနှောင်လျက်စီကြပြီးတော့မှတရားစီရင်တဲ့နေ့ကိုသူတို့ကစောင့်နေကြပါတယ်ဒီနေရာမှာပေတရုဒုတိယစာဆောင်အခန်းကြီး2အငယ်4နဲ့ယူဒဩဝါဒစာဆောင်အခန်းကြီး1အငယ်6မှာရေးသားထားတာကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်ကြရအောင်ဖယားသခင်သည်
อภิเล่าเรอภิจูลุงเคเรกองกินตมันด้วยโกมาเชียนเบเนตัวเราคงไงเยเทตัวปูเลยเคเรมองไม่เรอมองคันเทมาตัวเราหาท้าสีบีตยาสีนผู้ยานปีนสินท่าเลสีจาเรจูระอาการจิตเองเช่ามาเลยเบตัวเราเยอตายอตากูไม่ตีเรกองกินตมันด้วยหาอมองคันเทมาท้าชิงขายาบีตัวเราหาตยาสีนผู้ยานจีมาเรเนียก็ส่งยินเนชีนองชิงကိုချင်းကျိုးဖြင့်ชีนองချင်းကိုခံကြရတယ်ဆိုတာတွေ့ရပါတယ်စာတန်မာနဟာဆိုရင်တော့နောက်ဆုံးသောနေ့ရက်မှာဆိုရင်တော့ဆလ်ဖာအဖြစ်လောင်ကျွန်းနေတဲ့မီးအိုင်ထက်တော့ထွန့်ပစ်ချင်းခံရမှာဖြစ်ပါတယ်ကျွန်တော်တို့ပြရတဲ့အခန်းကြီး20ငွေ30ကိုကြည့်ရမယ်ဆိုရင်တော့စာတန်မာနကြီးဟာလူသားတွေကိုလှည့်ဖျားတဲ့သူဟာဆလ်ဖာအဖြစ်လောင်ကျွန်းနေတဲ့မီးအိုင်ထက်တော့ပစ်ချက်ချင်းခံရတယ်ထိုနေရာမှာဆိုရင်တော့တားရည်တွေမာယွန်းတဲ့ prophet တွေပါထွန်းပစ်ချင်းခံရတယ်ထိုနေရာမှာနေရောညပါထာဝရဟင်းပန်းနှိမ့်ဆက်ချင်းခံရလိမ့်မည်ဟုဖော်ပြထားပါတယ်ရှင်မာသက်ခရစ်အခန်းကြီး25အငယ်လေးအစနဲ့တစ်မှာဆိုရင်တော့ယေရှုခရစ်တော်ကသူ့ရဲ့ဘေဖက်ချမ်းမှာရှိတဲ့သူတွေထံမှာပြောတယ်ငါစီကနေထွက်သွားကြတင်တော့ကျင်ချင်းခံတဲ့သူတွေတင်တော့အတပြင်စင်ထားတဲ့တင်တော့ရဲ့စာတန်နဲ့သူ့ရဲ့ကောင်းကင်တမန်မြတ်အတွက်ပြင်ဆင်ထားတဲ့မီးအိုင်ထာဝရမီးအိုင်ပြင်ဆင်ထားတဲ့နေရာတော့တွားကြလို့ဟုပြောထားတာကိုတွေ့ရပါတယ်စာတန်မာနဟာဆိုရင်တော့မူလမှာဆိုရင်တော့အထူးဖန်ဆင်းထားတဲ့သူဖြစ်ပြီးတရဝတပါဖြစ်ပြီးသူဟာဉာဏ်ပညာနဲ့လှပမှုနဲ့ပြီးဆုံးမှုအပြင်ပြီးဆုံးခဲ့တဲ့သူဖြစ်ပါတယ်တောက်တော်သူဟာဆိုရင်တော့ကြီးမားတဲ့အရာကိုရည်ရွယ်ပြီးတော့မှတန်ဆင်မှုကိုကင်းမဲ့တဲ့သူဖြစ်ပါတယ်ဒါကြောင့်သူ့ရဲ့မူလယာထိုးကနေပြုတ်ကျခြင်းကိုခံခဲ့ရပါတယ်သူဟာဖယားသခင်ကိုဆန့်ကျင်ပြီးတန်ဆင်မှုကိုပပျောက်စေခဲ့တယ်တန်ဆင်မှုပပျောက်ခဲ့တယ်ဆိုတာကဖယားသခင်နဲ့အဆက်အသွယ်ပြတ်သွားတယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဒုတိယကျွန်တော်တို့ဥပမာကြည့်ရမယ်သူဟာရှင်တော့အာဒါနဲ့အေဝါပဲဖြစ်ပါတယ်အာဒါနဲ့အေဝါဟာလည်းကြီးမားမှုကိုရည်ရွယ်ပြီးတော့မှတန်ဆင်မှုကိုကင်းမဲ့ကြပါတယ်ဒါကြောင့်သူတို့ဟာအပိသားတွေဖြစ်လာပြီးတော့မှအေဒင်ဥယျာဉ်ထဲကနေမောင်းထုတ်ခြင်းကိုခံရခဲ့ပါတယ်ထိုနည်းအားဖြင့်သူတို့ဟာပျက်စီးခြင်းရရှိခဲ့ကြပါတယ်စာတာနာဆိုရင်တော့လူသားတွေကိုဖယားသခင်ရဲ့ပုံပန်းတရာနဲ့အငီဖန်ဆင်းထားတာကိုမနာလိုခဲ့ပါတယ်ပြီးရင်သူတို့ဟာဖယားသခင်နဲ့အဆက်တွေကောင်းလေးစီပြီးပျော်ရွှင်နေရတာကိုလည်းအင်မတန်မှမနာလိုခဲ့ပါတယ်ဒါကြောင့်သူတို့ကသူကနေဦးနှုတ်ကိုထွင်ပြီးတော့မှလူတွေကိုတွေးဆောင်လာရခဲ့ပါဒါဖြစ်ပါတယ်စာတန်မှာဖယားသခင်ကိုဆန့်ကျင်တဲ့ဒီဝါဒကိုရည်ရွယ်ချက်သူမှရှိခဲ့တယ်အဲဒီရည်ရွယ်ချက်ကိုအေဝါရဲ့နှလုံးသားထဲမှာစိုက်ပျိုးလိုက်တာနဲ့သူတို့ကလည်းဖယားသခင်ကိုစားပြီးတော့မှစတင်တော်လှန်ကြတာဖြစ်ပါတယ်စာတနာအေဝါထံတော့အနိကတ်နဲ့လာပြီးတော့မှမွေအားဖြင့်ဘယ်လိုပြောတာလဲဆိုရင်တော့ဒါဟာဖယားသခင်ကတကယ်ပြောပါသလားဒီဥယျာဉ်ထဲမှာရှိတဲ့ထိုအတိဟာမစားနေလို့တကယ်ပြောပါသလားဆိုပြီးတော့မှမေးခဲ့ပါတယ်ကံပြောတဲ့စကားအတိုင်းပြောကြည့်မယ်ဆိုရင်တော့ဒီဥယျာဉ်ထဲမှာရှိတဲ့တိတိအကုန်လုံးကိုမစားရဘူးလို့ပြောပါသလားဆိုတဲ့စကားလုံးဟာဆိုရင်တော့နင်တို့ဟာမစားဘဲနဲ့အစာငတ်ပြီးတော့နေကြရမလားဆိုတဲ့မေးခွန်းနဲ့ကြွချမှုဆိုတာမရှိပါဘူးအမှန်ဆိုရင်တော့အေဝါကတာသူ့ကိုဖြေမယ်ကောင်းလေးဖြေမယ်ဆိုရင်တော့အကောင်းဆုံးဖြေနိုင်မဲ့နီလန်းကတော့မဖြေဘဲနဲ့နေတာကအကောင်းဆုံးပဲဖြစ်မှာပါဖယားသခင်ကအစီဖက်မှာအေဒင်ရဲ့အစီဖက်မှာဥယျာဉ်ကိုတည်တော်မူပြီးထိုနေရာမှာသူဖန်ဆင်းထားတဲ့လူသားတွေကိုထားခဲ့တယ်တစ်ပင်ပေါင်းမြုပ်များစွာကိုမြေကြီးမှာပုတ်ခိုင်းပြီးတော့မှထိုအရာကိုသူတို့ကစားခိုင်းခဲ့ပါတယ်စားခွင့်ပြုခဲ့ပါတယ်ကပ္ပဦးကျမ်းအခန်းကြီး2အငယ်16ကနေ19ထိကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ဖယားသခင်ကလူကိုယူပြီးတော့မှအေဒင်မှာရှိတဲ့ဥယျာဉ်ထဲမှာအလောက်လောက်ဖို့ရန်ထားပြီးတော့မှကြည့်စုခိုင်းတယ်ဖယားသခင်ကလူကိုအမိန့်ပေးခဲ့တယ်ဒီဥယျာဉ်ထဲမှာရှိတဲ့အတိတိဘာအပြင်ဟူသမျှကိုစားခွင့်ပြုတယ်တောက်တော့အကောင်းနဲ့အဆိုးတိစေတဲ့အတီးကိုတော့မစားရဘူးပြင်စားလိုက်ရင်တင်ဟာတေသွားလိမ့်မယ်ဟုမှာကြားခဲ့တာကိုတွေ့ရပါတယ်စာတန်ရဲ့ပရိယေဖြစ်တဲ့ဘယ်လိုပြောခဲ့တာလဲဆိုရင်တော့ဖယားသခင်ကအေဒင်ဥယျာဉ်မှာရှိတဲ့တစ်တီတွေတိုင်းကိုမစားရဘူးလို့ပြောပါသလားဆိုတဲ့စကားလုံးဟာအေဝါကို
ပျက်စီးစေဖို့ရန်တွေးဆောင်ဖို့အသုံးပြုတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီစကားလုံးတွေကြောင့်အေဝါဟာဆိုရင်တော့တစ်ပင်ချန်ဥယျင်ထဲမှာရှိတဲ့တခြားတစ်ပင်တွေကိုအာယုံမဆိုင်တော့ဘဲနဲ့ဒီတာမစ်ထားတဲ့အတီးကူတာကြည့်ပြီးတော့မှထိုဥစ္စာကိုအင်မတန်မှကောင်းမဲ့အစာလိုမီလာပြီးတော့မှထိုတစ်တီးကူတာသူအာယုံဆိုင်ပါတော့တယ်စာတန်ရဲ့ကြောက်ကွင်းထဲမှာမိတဲ့အခါမှာကြတော့တခြားတစ်ပင်တွေကိုကြည့်ရင်အားမရတော့ဘူးဒီအကောင်းနဲ့အဆိုးကိုတိစေတဲ့အပင်ရဲ့အတီးကူတာသူအာယုံစိတ်တော့တာဖြစ်ပါတယ်ဧဝကလေစာတန်ကိုပြန်ဖြီရာကဖယားတခင်ကဥယျင်ထဲမှာရှိတဲ့တစ်တီအားလုံးကိုစားခွင့်ပြုပါတယ်တောက်တော့ဥယျင်ရဲ့အလေးမှာရှိတဲ့အတီးကြတော့လက်နေတော့မကန်ရဘူးတင်တော့မတေဖို့အလို့ငါဆိုပြီးတော့မှသူကပြောပါတော့တယ်ဖယားတခင်ပြောတာကတော့မစားနဲ့စားရင်တေမယ်လို့သာပြောခဲ့တယ်တောက်တော့ဧဝကတော့ထိတော့မထိနဲ့ထိရင်တေမယ်ဆိုပြီးတော့မှပြောပါတယ်ဒါဒီဟာလေးပဲဖယားသခင်တားမြစ်ထားတဲ့အရာကြော်သွားပြီးတော့မှစကားပြောတာဖြစ်ပါတယ်ဒါကြောင့်စာတန်ကဗာစင်းစားတယ်ဆိုတော့သူ့အတွက်တစ်ချိန်ဒီဟာတဲ့နော်ဒီသူမဟာဆိုရင်တော့ဒီတစ်တီကိုတလုံးစားကြည့်မယ်ကောက်ကြည့်မယ်ပြီးရင်ချက်ချင်းတေမတေကိုကြည့်ရအောင်တဲ့နော်ဒီတင်နာတာကိုမတေပါဘူးအကြောင်းမှာဖယားသခင်ကဒီအတီးကိုစားလိုက်ရင်နင်တို့မျက်စိဟာပွင့်သွားလိမ့်မယ်နင်တို့ဟာဖယားသခင်ကိုဖယားသခင်ကဲ့သို့ဖြစ်လာပြီးတော့မှအကောင်းနဲ့အဆိုးတွေကိုသိရလိမ့်မယ်ဟုပြောပါတယ်ဒီအတီးကိုစားလိုက်တာနဲ့နင်တို့ဟာလည်းပဲဖယားကဲ့သို့ဖြစ်လာမယ်ဆိုတဲ့စကားလုံးဟာဧဝရဲ့နှလုံးသားထဲမှာအင်မတန်မှကိုကြီးထွားလာတဲ့ဒေါသတစ်မျိုးဖြစ်ပါတယ်ကျမ်းပိတ်မှာပြောထားတာကဘယ်လိုပြောတာလဲအမျိုးသမီးဟာတစ်ပင်ရဲ့အတီးကိုစားဖို့ရန်အရန်ကောင်းမယ်ဆိုတာကိုတွေ့တယ်သူရဲ့မျက်စိကိုလည်းအင်မတန်မှပျော်ရွှင်စေပြီးတော့မှပညာရှိရတာဟာဘယ်လောက်ထိကောင်းမလဲဆိုတဲ့အရာတွေနှစ်သက်မှုတွေဟာအတ္တစိတ်တွေဟာဝင်ရောက်လာပါတော့တယ်ဒါကြောင့်အချို့အတီးတွေကိုယူပြီးတော့မှသူကစားတယ်အတီးကိုယူပြီးတော့မှစားတယ်သူရဲ့ယောက်ျားခင်ပွန်းတေကိုလည်းပေးပြီးတော့မှအာဒါနဲ့ဧဝဟာဆိုရင်တော့ဖယားသခင်ကိုဆန့်ကျင်လာခဲ့တယ်ဖယားသခင်ရဲ့ပညတ်တော်ကိုချိုးဖောက်လာကြတယ်ပြီးနောက်ဆုံးမှာတော့သူတို့ဟာအေဒင်ဥယျင်ထဲကနေမောင်းထုတ်ခြင်းကိုခံရတယ်ဖယားသခင်ကဖန်ဆင်းထားတဲ့သူတွေဟာဖယားသခင်ကဲ့သို့ဖြစ်ချင်တဲ့ဆန္ဒရှိလာတဲ့အခါမှာဖယားသခင်ကိုဆန့်ကျင်တာဖြစ်ပြီးတန်ရှင်းမှုမပါဘဲနဲ့ကြီးမြတ်ခြင်းကိုရရှိခြင်းတဲ့ခံစားနှလုံးသားမျိုးဖြစ်လာပါတယ်ဒါကြောင့်ဒါဟာအင်မတန်မှဖယားသခင်အပေါ်မှာကြီးမားလာတဲ့ပြစ်မှုကျူးလွန်ခြင်းတစ်ခုဖြစ်ပါတယ်ဒါတရားဥပမာကိုကျွန်တော်တို့ကကြည့်မယ်ဆိုရင်တော့နီမရိုက်နဲ့သူ့ရဲ့ဒီနောက်လိုက်သမားတွေကိုဆိုလိုတာဖြစ်ပါတယ်သူတို့ဟာဆိုရင်တော့တန်ရှင်းချင်းကနဲ့သူတို့ဟာလည်းထွက်သွားပြီးတော့မှမကောင်းတဲ့အရာကိုပဲနာမည်ကြီးမှုကိုပဲရှာဖွေကြတဲ့သူတွေဖြစ်ပါတယ်ဘာဘယ်အင်တော်ကြီးကိုသူတို့ကဆောက်ပြီးတော့မှနောက်ဆုံးမှာတော့သူတို့ဘာသာစကားတွေအကုန်လုံးကွဲပြီးတော့မှသူတို့ဟာတကွဲတပြားနေရအနှံ့တော့အတူမနေနိုင်တော့ဘဲနဲ့ရောက်ရှိသွားခဲ့ကြပါတယ်လူတွေဟာအပြစ်အင်မတန်မှကြီးမားလာတဲ့အခါမှာရေလွှမ်းမှုခြင်းအဖြစ်ဘုရားသခင်ကတရားစီရင်ခဲ့တယ်အဲဒီချင်းမှာလူတွေဟာဆိုရင်တော့အားလုံးလိုတပ်ဖြာပြီးတော့မှလူအနည်းငယ်သာကြံရစ်လွတ်မြောက်နိုင်ခဲ့ပါတယ်ထိုမိသားစုတွေဟာနိုးအေနဲ့မိသားစုတွေဖြစ်ပါတယ်နိုးအေဟာဆိုရင်တော့ဒီမှန်ကန်တဲ့ယုံကြည်ခြင်းကိုထားစီပြီးတော့မှဖယားသခင်ရဲ့တန်ရှင်းတဲ့နှုတ်ကပတ်တော်ကိုယုံကြည်ပြီးနာခံတဲ့သူဖြစ်ခဲ့ပါတယ်သူဟာဆိုရင်တော့ဖယားသခင်ကတင်းဖို့ဆုပ်ဖို့ခိုင်းခဲ့ပါတယ်နိုးအေသူ့ရဲ့ဇနီးတဲ့နဲ့သူ့ရဲ့သား၃ယောက်ဟာလည်းနဲ့တမီး၃ယောက်သူတို့သားရဲ့ဇနီးတဲ့မိမ၃ယောက်ဟာလည်းပဲစုစုပေါင်း၄ယောက်ဟာဖယားသခင်ရဲ့ရေလွှမ်းမှုခြင်းအပြင်တရားစီရင်ခြင်းထဲကနေလွတ်မြောက်ကြပါတယ်ဒါကြောင့်လူသားတွေအားလုံးဟာနိုးအေရဲ့သားသမီးတွေပဲအားလုံးဖြစ်ကြပါတယ်နိုးအေရဲ့ကလေးတွေဟာရှမ်ဟမ်နဲ့ဂျာဖဲတွေဖြစ်ပြီးတော့မှသူတို့ဟာကဘာသူကဘာသားတွေအားလုံးရဲ့ဖခင်တွေဖြစ်ကြပါတယ်ဟမ်ရဲ့ကလေးတွေဟာဆိုတော့ခါရှ်မစ်ရမ် MIZRAIM ပြင်ပုတ်ပြင်ကာနန်တွေဖြစ်ကြပြီးတော့မှခါဆာဆိုရင်တော့နီမရိုရဲ့ဖခင်ဖြစ်ပါတယ်။ဘာဥကျနာခန်းကြီးတစ်စိမ်မှာအငယ်စစ်ကနေကြည့်ဖတ်မယ်ဆိုရင်တော့ခါဆာဆိုရင်တော့ဒီ
ကဘာပေါ်မှာရှိတဲ့သူရဲကောင်းကြီးမားလာတဲ့သူရဲကောင်းနီးမရိုရဲ့ဖခင်ဖြစ်တယ်သူဟာဆိုရင်တော့ကိုရောရှင်ရဲ့စိမုံမှာကြီးမားလာတဲ့မုတ်ဆိုးဖြစ်ပါတယ်တည်ထောင်ထားတဲ့နိုင်ငံတော်ဟာဆိုရင်တော့ဘေဘီလွန်ဥရုတ်အက္ကာကယ်နေနဲ့စီနာရိုဖြစ်ကြပါတယ်နေရာကနေတရှင်အစီရီးယားပြည်ကိုတွားပြီးတော့မှနေနဗီမြို့ကိုတည်ထောင်ခဲ့ပါတယ်နေနဗီမြို့ပြီးရင်ရေဟောဘတ်မြို့အီရကာလာနဲ့ရေဇန်ဒါဟာနေနဗီနဲ့ကာလာအကြားမှာရှိတဲ့နေရာဖြစ်ပါတယ်သူဟာကြီးမားလာတဲ့မြို့ကြီးတွေကိုတည်ထောင်ခဲ့တယ်ဆိုတာကျမ်းပိတ်ထဲမှာကျွန်တော်တို့တွေ့ရပါတယ်နီမရိုယာဆိုရင်တော့ကြီးမားလာတဲ့သူရဲကောင်းဖြစ်ပြီးတော့မှသူဟာကြီးမားတဲ့မုတ်ဆိုးလေးဖြစ်ပါတယ်လို့ပြောပါတယ်အဲ့ဒီချိန်မှာမုတ်ဆိုးတွေရိုဟာဆိုရင်တော့နိုင်ငံတော်တည်ထောင်ဖို့ရန်အရေးပါတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်သူဟာဆိုရင်တော့အာနာရှင်တစ်ပါးဖြစ်ပြီးတော့မှသူဟာလူတွေကိုမုတ်ဆိုးလို့နော်အမေးလို့လိုက်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သူဟာသူ့ရဲ့အင်အားတွေသူ့ရဲ့ပညာတွေသူ့ရဲ့တက်ကြွမှုတွေကိုဒရိစံများမုတ်ဆိုးတက်ပြတ်ဖို့ရပစ်ဖို့ရန်ကြိုးစားတာမဟုတ်ဘဲနဲ့သူဟာအိမ်ပိုင်ယာမိမိရဲ့အိမ်ပိုင်ယာကိုကြောက်စရာကောင်းတဲ့အကြမ်းနည်းနဲ့တည်ဆောက်ထားတဲ့သူဖြစ်ပါတယ်လူတွေကိုတက်ပြတ်ပြီးတော့မှနိုင်ငံတော်တည်ဆောက်ခဲ့တဲ့သူတွေလည်းရှိပါတယ်ဥပမာပြောမယ်ဆိုတော့ဟစ်တလာတို့စတာလင်တို့လည်းအဲ့လိုပုံစံမျိုးဖြစ်ခဲ့ကြပါတယ်ဒါကြောင့်နီမရိုရဲ့အဖွဲတွေဟာဆိုရင်တော့စီနာမက်ဆိုပိုတေးမီးယားရဲ့အစီတောင်ဘက်မှာရှိတဲ့အရပ်ဘက်ကမှာလွန်ပင်ကြီးရှိခဲ့တယ်အဲ့ဒီနေရာထက်ကိုတွားခဲ့ကြပါတယ်ဒီနေရာဆိုရင်တော့တိုင်ဂရစ်နဲ့ယူဖရက်တစ်မြစ်များအကြားမှာရှိပြီးတော့မှမက်ဆိုပိုတေးမီးယားရဲ့တောင်ဘက်ချမ်းမှာရှိတဲ့လွန်ပင်ကြီးဖြစ်ပါတယ်ဒီအဖွဲတွေဟာဆိုရင်တော့သူတို့အတွက်တာဝအကြီးကိုစောက်ပြီးတော့မှမိုးကောင်းကင်အထိမိအောင်စောက်ချင်ခဲ့တဲ့သူတွေဖြစ်ကြပါတယ်ယူဒာလူမျိုးရဲ့ပထမ AD မှာယာဆုရုံးကတမိုင်းဆရာကြီးဖြစ်ခဲ့တဲ့ဂျောဆဖတ်ရဲ့မှတ်တမ်းတင်ထားတဲ့အတိုင်းဆိုရင်တော့နီမရိုဟာဆိုရင်ဘေဘီလွန်ကနေအစီရီးယားအကြားမှာရှိတဲ့စီနာလွန်ပင်ကိုတင်းပိတ်ပြီးတော့မှသူ့ရဲ့အင်ပိုင်ယာကြီးတီဆောက်တာတမကပဲနဲ့တခြားလူတွေကိုလည်းဘာဘယ်မှာမြို့ကြီးတွေတီဆောက်ဖို့ပြောထားခဲ့တယ်တိုက်တွန်းခဲ့တယ်ဟိုရေးသားခဲ့ပါတယ်ဒါကြောင့်ဘာဘယ်အင်တော်ကြီးဆောက်ဖို့ရည်ရွယ်ချက်ထားဖျားသခင်ရဲ့တန်ရှင်းတဲ့အလူတော်ကိုဆန့်ကျင်ခြင်းဖြစ်ပါတယ်သူတို့ရဲ့ကြီးမားမှုကြီးမြတ်မှုကိုသာပြသခြင်းတဲ့စန္ဒနဲ့ဆောက်ကြတာဖြစ်ပါတယ်ဒါကြောင့်ဖျားသခင်ကသူတို့စကားကိုခွဲခိုင်းပြကွာချားခိုင်းပြီးတော့မှသူတို့ဟာဆက်ပြီးတော့အလုံးမလုံးနိုင်ပြီးနေခဲ့ကြပါတယ်ဘာသာစကားတစ်ခုပြောတဲ့သူတွေဟာရောက်တရက်ကြီးစကားကိုချားလာတဲ့အခါမှာအချင်းအဆက်အသွယ်မလုပ်နိုင်ပြီးနေခဲ့ကြပါတယ်ဒါကြောင့်သူတို့ဟာအင်မတန်မှရှုပ်ထွေးခဲ့ကြပါတယ်ဒါကြောင့်စကားအတူတဲ့လူတယောက်နှစ်ယောက်ကိုဆူပြီးတော့မှကွဲပြီးတော့မှအဲ့လိုပဲတီးချစီနေထိုင်ခဲ့ကြပါတယ်ထိုအချိန်မှစပြီးတော့မှဘာဘဲလ်ဆိုတဲ့စကားလုံးဟာကျမ်းစာမှာအင်မတန်မှပဲအဓိပ္ပာယ်ရှိတဲ့စကားလုံးဖြစ်လာပါတယ်ဒီစကားလုံးဟာဆိုရင်တော့တန်ရှင်းတဲ့ဖရာသခင်ကိုဆန့်ကျင်တဲ့အင်အားစုတွေအားလုံးကိုစားအသုံးပြုတဲ့စကားလုံးဖြစ်လာပါတယ်ကျွန်တော်တို့ပြရတဲ့အခန်းကြီး7ငယ်9မှာကြည့်မယ်ဆိုရင်တော့ဘေဘီလွန်ဟာဆိုရင်တော့ပိရစာရဲ့မိခင်ဖြစ်တယ်ဟိုဖော်ပြပြီးတော့မှဒါဟာဆိုရင်တော့ဘာသာရဲ့အဖို့အစည်းများနဲ့ဆက်တဲ့သူဖြစ်ပါတယ်ဘေဘီလွန်ရဲ့ညီကုန်းချုပ်ခြင်းနဲ့အဆုံးသတ်ခြင်းဟာဆိုရင်တော့ပြရတဲ့အခန်းကြီး7မှာတေချာစွာမှတ်တမ်းတင်ထားပါတယ်ဘေဘီလွန်နိုင်ငံတော်ဟာဆိုရင်တော့ကြီးမြတ်မှုကိုတန်ရှင်းမှုမရှိဘဲနဲ့ရှာဖွေတဲ့နိုင်ငံတော်ဖြစ်ပါတယ်ဒါကြောင့်ဖရာသခင်ရဲ့တန်ရှင်းတဲ့တရားစီရင်ခြင်းအဖြစ်ဖြစ်စီခြင်းခံရမည့်နိုင်ငံတော်ကြီးဖြစ်ပါတယ်ပြရတဲ့အခန်းကြီး7အငယ်20မှာကြည့်မယ်ဆိုရင်တော့ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည်ကြီးစွာသောစိတ်ဆုံးကြောက်ကဲ့သို့သောကြောက်ကိုချီ၍ပင်လေထဲသို့ချပစ်ပြီးလျှင်ထိုနည်းတူဘေဘီလွန်မြို့ကြီးကိုပြင်းထန်စွာချပစ်၍နောက်တဖန်အပေါ်မစီရတဲ့ဗျာတဲ့အခန်းကြီး21အငယ်1ကနေ2ကိုကြည့်မယ်ဆိုရင်လေကောင်းကင်တစ်နဲ့မေကြီးတစ်တို့ကိုလည်းငါမြင်၏အဘေတုန်ဤဟူမူကားဆေးဟောင်းကောင်းကင်နဲ့ဆေးမေကြီးသည်ရွေတွက်ချပြီးထိုအခါမှဆ၍တမုတ်တရားမရှိတန်ရှင်သောမြို့တီးဟူသောဂျေရုဆလင်မြို့သည်မိမိခင်ပွင့်ဖို့
တရစာစင်သောမင်္ဂလာဆောင်တရုတ်သမီးကဲ့သို့ပြင်ဆင်လျက်ဖယားသခင်အထံတော်ကောင်းကင်ဘုံမှရှင်းသက်လာသည်ကိုငါမြင်၏ဒီကျမ်းပိတ်ထဲမှာဖော်ပြထားတဲ့ဘေဘလုံဆိုတဲ့စကားလုံးဟာတန်ရှင်းမှုကိုစန့်ကျင်ပြီးတော့မှကြီးမြတ်မှုကိုသာရှာဖွေတဲ့နိုင်ငံတော်ကိုဆိုလိုပါတယ်ဘေဘလုံမြို့ကြီးဟာပပျောက်သွားပြီးတော့မှဂျေရုဆလင်မြို့တစ်ဟာပေါ်လာပါတယ်ဒါဟာတမန်ကျမ်းစာရဲ့နောက်ဆုံးမှာပေါ်ပြထားတဲ့အရာဖြစ်ပါတယ်ပြီးရင်ခရိယန်တွေရဲ့တခြားနာမည်ကတော့တန်ရှင်းတော်သူများဆိုတဲ့စကားလုံးဖြစ်ပါတယ်ဆိုလိုတာကတော့တန်ရှင်းတဲ့သူဆိုလိုခြင်းဖြစ်ပါတယ်၎င်းရဲ့အဓိပ္ပာယ်ဟာဆိုရင်တော့ခွဲခြားထားတဲ့သူခွဲခြားပြီးတော့မှထားရှိခြင်းခံတော်သူများဟုအဓိပ္ပာယ်ရရှိပါတယ်တန်ရှင်းခြင်းဟာဆိုရင်တော့ဖယားသခင်ရဲ့သဘောတဘာဝဖြစ်ပါတယ်ဖယားသခင်ကအားလုံးကိုဖန်ဆင်းထားပါတယ်ဖန်ဆင်းထားတဲ့အခါမှာလည်းတန်ရှင်းခဲ့ပါတယ်ဖန်ဆင်းသူနဲ့ဖန်ဆင်းခြင်းခံရတဲ့သူတွေဟာအားလုံးကွာခြားပါတယ်အတင်းတော်အရာတိုင်းဟာဖယားသခင်မပါဘဲနဲ့မတန်ရှင်းနိုင်ကြပါဘူးတန်ရှင်းတော်သူများဖယားသခင်ကခရစ်တော်အပြင်ခွဲခြားထားတဲ့သူတွေဟာတန်ရှင်းတော်သူတွေနဲ့တန်ရှင်းတော်ပုဂ္ဂိုလ်တန်ရှင်းတော်လူမျိုးတွေဖြစ်လာကြပါတယ်ဒါကြောင့်ခရစ်တော်အပြင်တန်ရှင်းတဲ့သူတွေဟာမတန်ရှင်းတဲ့အရာတွေကိုလောကီရေးရာတွေကိုဆန့်ကျင်တင်တယ်အခန်းငယ်6မှာငီအကိုရောလူသည်တရိလိ၍တဆုံတခုတော်သူစိတ်ကိုပြုမိလျင်ဝိညာဉ်စုကျေးဇူးကိုခံရသောတင်တော့သည်အဖြစ်သွေးဆောင်ခြင်းနဲ့ကိုယ်တိုင်လုပ်မိအကြောင်းကိုတရိပြု၍နော်တရိပြုလျက်တင်ငွေနှုတ်ညံ့သောသဘောနဲ့ထူတော့သောသူကိုမဆ၍သူဤနေရာ၌တည်မဲတည်စေပြန်ကြလောတဲ့တဆုံတယောက်သောသူဟာအဖြစ်ထဲမှာကြက်မိလျင်ဆိုတာကလည်းတရင်ကောင်းရဲ့တွင်တင်ချက်နဲ့မကိုက်ဘဲနဲ့နေမိလျင်ဆိုလိုတာဖြစ်ပါတယ်တခြားယုံကြည်တော်သူယုံကြည်သူကိုကျွန်တော်တို့ကဒုက္ခပေးမိလျင်သူရဲ့ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ပြစ်မှုတွေကိုကျွန်တော်တို့ကျူးလွန်ထားတာဖြစ်ပါတယ်။ဒီတော့ကိုဆန့်ကျင်တဲ့အရာပြုလုပ်ခြင်းဟာပါလေဆိုရင်တော့ဖယားသခင်ကိုဆန့်ကျင်တဲ့ပြစ်မှုကျူးလွန်ခြင်းပဲဖြစ်ပါတယ်။တဆုံတယောက်ပြစ်မှားတဲ့အခါမှာသူတို့ပြစ်တင်ခြင်းဟာဒါကျွန်တော်တို့ရဲ့ဖြေရှင်းမှုနည်းလမ်းတစ်ခုတည်းတာမဟုတ်ပါဘူး။သူတို့ကိုပြုပြင်ဖို့လေလို့ပါတယ်။ဒီတော့ထဲမှာတဆုံတယောက်မှားယွန်းတဲ့အခါမှာသူကနောင်တရပြီးတော့မှစင်ဗန်တဲ့အနေအထားမှာကောင်းတဲ့ပဂရိအနေအထားမှာပြန်နေနိုင်ဖို့တွင်တင်ဖို့ဟာကျွန်တော်တို့မှာတာဝန်ရှိပါတယ်။လူရမှားတွေဆိုတော့မှအပြစ်တင်ဖို့ဟာလွယ်ပါတယ်။ဒါပေမဲ့ခရစ်ယာန်ရဲ့လုပ်ငန်းကတော့လူတွေကိုပြစ်တင်ဖို့တာမဟုတ်ဘဲနဲ့သူတို့ရဲ့အာဏာတွေကိုပြန်နော်ကူတာပေးဖို့နဲ့ကောင်းတဲ့အနေအထားမှာပြန်ထားဖို့ဟာအဓိကရည်ရွယ်ချက်ဖြစ်တင်ပါတယ်။အခန်းငယ်နှစ်မှာအခန်းကြီး6ငယ်နှစ်မှာဆိုရင်တော့တယောက်နဲ့တယောက်ရဲ့ဝန်ထဝန်ပူတွေကိုကိုငီပြတော်မှာထမ်းပေးကြပါဒါဟာခရစ်တော်ရဲ့ပြည့်ညတ်တော်ပြည့်စုံစေခြင်းဖြစ်တယ်ဟုပြောထားပါတယ်ဆိုလိုတာကတော့ကျွန်တော်တို့အချင်းချင်းကိုဂရုစိုက်ရမယ်တယောက်နဲ့တယောက်ကိုပန်ပိုးကိုငီရမှာဖြစ်ပါတယ်ခရစ်တော်ရဲ့ပြည့်ညတ်တော်ကိုပြည့်စုံစေခြင်းလည်းဖြစ်ပါတယ်ခရစ်တော်ရဲ့ပြည့်ညတ်တော်ဆိုတာကမေတ္တာအပြင်လှုပ်ဆောင်ခြင်းကိုဆိုလိုပါတယ်အဲ့ဒီသုံးမှာဆိုရင်တော့တစုံတယောက်သောသူဟာမိမိဟာဘာမှမဟုတ်ပေမဲ့တခုခုဖြစ်တယ်ဟုပြောလိုက်ရင်မိမိကိုယ်ကိုလှည့်ဖျားတာဖြစ်တယ်လို့ပြောပါတယ်ကျွန်တော်တို့ဟာသူမြတ်ထက်တာတယ်ကောင်းတယ်ပူခတ်တယ်လို့ထင်မိတော့ကျွန်တော်တို့ကိုယ်ကိုလှည့်ဖျားတာပဲဖြစ်ပါတယ်ဒီကောခန်းကြီး15အငယ်30မှာဆိုရင်တော့ဖယားသခင်ရဲ့ကျေးဇူးတော်အပြင်ရှင်ပေါလုကပြောတယ်ငါသည်အခုငါနေရာမှာရှိ၏သူရဲ့ကျေးဇူးတော်ဟာငါအတွက်လုံလောက်တယ်ဟုပြောပါတယ်တို့အတူရှိတဲ့ဖယားသခင်ရဲ့ကျေးဇူးတော်အပြင်ကျွန်တော်တို့စီးတဲ့အနေအထားလေးမှာမိမိရဲ့အစင်အတန်းမိမိရဲ့အရာအလုံးစုံကိုနားလေသဘောပေါက်ဖို့ရန်လိုအပ်ပါတယ်ဖယားသခင်ကကျွန်တော်တို့စီမှာထားပေးတဲ့ပန်းတိုင်ကိုဦးတည်ပြီးတော့ရှောက်လှမ်းဖို့လည်းအရေးကြီးပါတယ်ဒီနေ့ဝင်ခါထားတဲ့ဒေသနာများအပြင်အားလုံးဖယားသခင်ကောင်းချီးမင်္ဂလာပေးပါစေအာမင်